အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဇွဲကပင်မိသားစုတိုက်တက်ထားတာလေးပါဇွဲကပင်တက်မဲ့2ယောက်ပါ9နှစ်နဲ့17နှစ်ပါတောင်ပေါ်မှာမြူတွေနဲ့ပါတောင်ပေါ်မမြင်ရပါဘူးတောင်ထိပ်ဇွဲကပင်တောင်စားတတ်ပါပြီ10 မိနစ်ပါဇွဲကပင်တောင်တက်လို့ရှိရင်မိုးတွင်ပဲတက်တင်ပါတယ်အရန်လှလို့ပါ10 မိနစ်တက်ပြီးရောက်တဲ့နေရာပါဇွဲကပင်တောင်မိနစ်20တက်ပြီးလို့ရောက်တဲ့နေရာလေးပါစိုင်းမင်းခန့်အောင်9နှစ်ဖြစ်ပါတယ်အထက်ရေလုံးရောက်စိုးရောက်ပါတယ်ကလေး2ယောက်10:40နိုင်ဝယ်ပဲတက်လိုက်ရတယ်ဗျာကလေး2ယောက်မစိုးနန်းချမ်းမြင့်ငင်းနဲ့နန်းဆက်ဆန်းမြင့်မှာဇွဲကပိတ်တောင်တက်နေတာနိုင်ဝက်နဲ့အထက်ရေတခွန်ကျောင်းရောက်ပါပြီဇွဲကပိတ်တောင်ပေါ်တော့တနာကြီးကြော်တက်အောင်ပါဗျာမိုးတွင်မိုးရွာရင်ဘာလို့တက်စေခြင်းလဲဆိုတော့ဒီလိုအလှတရားတွေကြောင့်ပါရေတွေကြာနေတဲ့လေကတလေးတွေကိုတက်ရတာအရန်ပျော်ပြီးတော့စိတ်ချမ်းသာစရာကောင်းပါလေများတွေဒီလေကတလေးတွေကရေများတွေတက်လို့ကောင်းတယ်မိုးရွာကြီးရဲ့တက်ကြတာပို့ပြီးတော့ပျော်ပါတယ်ဒါကျွန်တော်ဒါအငယ်ဆုံးလေးကျွန်တော်ရဲ့ညီသူ့ဦးငယ်နဲ့တက်တာပါဒီသမီးလေးနဲ့ကျွန်တော်တို့လင်မယားတော့3ယောက်တူတူတောက်လျှောက်တောင်ပေါ်ထိဖြည်းဖြည်းချင်းတက်လိုက်နားလိုက်ကြောက်တုံးလေးတွေစီလိုက်လမ်းမှာတွေ့တဲ့ခွေးကလေးတွေကိုအစာကျွေးလိုက်နဲ့ဒီလိုမျိုးကြောက်နေရင်ကြီးရောက်လို့ရှိရင်လည်းအဲ့ဒီတပ်ဖို့နေရကြပြီးလို့ရကြနေအေးအေးဆေးဆေးတက်ကြပါတော့လည်းကြည့်ပါဦးလူလည်းရှင်းပါတယ်ဒီနေ့ကကျွန်တော်တို့တောက်ကြနေ3ရက်နေ့ဇူလိုင်3ရက်နေ့လမ်းချမ်းမြေချင်းကြီးတက်တာလမ်းတစ်ဝက်ကျော်ပါပြီတနာရီနဲ့မိနစ်20ရောက်ပါပြီနားနေတာပါဒီတစ်ခေါက်ဇွဲကပင်ကမနစ်ကနဲ့တော်တော်ကြီးကိုကြည်တာသွားတော့အမိုက်တွေလုံးဝရှင်းလင်းသွားတာပါပဲဒါတော့ဒါကြီးနဲ့ဒါလက်ကကျွန်တော်တို့လမ်းတော်ဝက်နီးပါးလောက်ထိလာပြန်ကြိုးတာပါဒီဘွိုင်းမှာအားမြင်အောင်ရေမိုးရွာနေတယ်နေတာ2နာရီအတိနှစ်ကုန်းရောက်ပါတယ်ကလေးတွေရမ်းတောက်ခလေးတွေကတနာရီနဲ့10မိနစ်တနာရီနဲ့ရောက်တယ်ဆိုတော့တောက်သူပြန်ဆင်းလာပြီးတော့ကျွန်တော်တို့လာကြည့်ပါအကြီး2ယောက်ပါအငယ်ဆုံးလေးကတက်သွားပြီကျွန်တော်တို့3ယောက်ပဲကြံခဲ့ဘာပြည့်နေတယ်နဲ့ရောက်ပါတော့မယ်ရောက်ခဏဒီ7မိနစ်ပါ2နာရီခွဲပါပြီတက်တာညူတွေပိတ်တော့တောင်ပေါ်တော့မမြင်ရပါဘူးဇွဲကပင်တောင်တက်ရင်ဒီလမ်းကြားလေးကျော်ပြီးရောက်ပါပြီဇွဲကပင်မိုးရွာရေးတက်ရတာရမ်းမိုက်ပါတယ်ရောက်ပြီသမီးရောက်တဲ့အခါလေးကျုံတဲ့အခါလေးဖျက်ပါကျွန်တော်တို့အားလုံးတောင်ပေါ်ကိုအစဉ်ပြေချွတ်ချွတ်မွေးရောက်ပါတယ်ဒါတော့တောင်ပေါ်မှာခေတ်စားနေတဲ့ကစားနည်းတစ်ခုပါအင်ကြီးကိုတောင်အောက်ကိုပြင်းမြုပ်လန်လေတွေကတားတိုက်တော့အပေါ်ပြန်တက်လာတာပါနော်ဒါကျွန်တော်သားလည်းသူတစ်တော့ဆော့လေးတွေအားလုံးကပျော်ရွှင်နေကြပါတယ်ဇွဲကပင်ဒီကခလေး2ယောက်နဲ့တက်တာ2နာရီခါလည်းရရလာတော့အောက်ကိုရှင်းရှင်းလင်းလင်းမြင်ရတယ်လေတအားတိုက်
ဗျာပြောလား ပြန်ဆဲတော့ပါလား ဘာဘာလို့မေတူတက်ဆော့မယ်ဟုတ်တယ် ကလေးတွေဘယ်လောက်ပြောလဲဆိုတာဒါလေးတွေကြည့်ရင်သိနိုင်ပါတယ်လူလဲရှင်းတော့လွတ်လပ်ကြဲကြဲဝုန်းဝုန်းရေမင်းတို့ပေါ်မှာစောကစားနေကြတာပါဘောတော့အစောဆုံးပေါ့ဒီဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်သူအခုဒီမမောသေးပါဘူးလူရန်ရှင်းလို့ရှိရင်တော့မြောက်တွေကပြန်ရောက်လာတတ်ပါတယ်လူများရင်တော့မြောက်တွေကတော့ဈာနေရသွားနေတာပါနော်မြောက်တွေကိုတော့နည်းနည်းသတိထားရတယ်ဗျမုတ်ထုတ်တွေပါလေလူစားတယ်လို့ပါပြန်ဆင်းပါပြီဇွဲကမင်တောင်ပေါ်ကနေညရီရဆင်းအလှဆုံးဇွဲကမင်တောင်ပြန်ဆင်းပါပြီဒါကြီးကတော့နောက်ဆုံးမှဆင်းတာပါသူကတော့တောင်တက်တာကိုအပျော်ဆုံးပါကျွန်တော်တို့အစင်းလေးမှာတော့ view point သွားပြီးတက်ပုံလေးတွေရိုက်ကြတယ်အုပ်စုပုံလေးတွေရိုက်ကြတာအမှတ်တရပုံလေးတွေပါဟိုးအောက်ကဈေးဖြူဖြူနောက်ကနေလည်းရှူခင်းအရန်ရိုက်လို့ကောင်းပါတယ်အရန်လည်းလာပါတယ်ဒါကြီးရဲ့ဒါကတော့ဒါလက်ပါဒါကတော့ကျွန်တော်ပါအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်